လောင်ဝေကတရားဥစဉ်လဲ80ပြည့်ဥစဉ်လဲ80ပြည့်ပြီအခုတရားနာတဲ့တကြီးရွယ်ဦးတွေဆိုတော့လဲ80 80တွေပါတယ်နော်တန်ဝေကဆိုတာကိုယ်မှာပဲရှိတယ်သူများမှာမရှိဘူးဆိုတော့မိမိရဲ့အကြောင်းကိုသာမိမိပြန်ကြည့်မယ်ဆိုရင်တန်ဝေကရစရာတွေကြီးဘာလို့တန်ဝေကရမလဲဆိုရင်ကိုယ့်ရဲ့ရုပ်တရားကြီးနံပါတ်1ရှုလွယ်မြင်လွယ်ထင်လွယ်တဲ့ရုပ်တရားကြီးကတားလို့စီးလို့မရအောင်မှတ်ထားနော်လေးနဲ့တယ်ဟဲ့မအိုသွားအောင်မနာသွားအောင်တားလို့စီးလို့မရတာအဲ့ဒါထင်ရှားတယ်အဲ့ဒါကဟာအိုသွားပြီလို့ပြောတာနဲ့ကြားရသိရတာနဲ့အိုသွားပြီဆိုတာအလိုတို့မလိုက်ပါလားလို့နောက်ကသိပေးရမယ်ဘယ်သူကအိုခြင်းပါလဲဘယ်သူကနာခြင်းပါလဲဘယ်သူကသိခြင်းပါလဲဘယ်သူကယောဂတွေရခြင်းပါလဲအဲ့တော့ကိုက80 80ရောက်လာပြီဆိုတာကဘယ်သူသွားနေတာလဲအဲ့ဒီရွယ်ရောက်ဘယ်သူလုံနေတာလဲဒါဟုတ်စစ်ဘယ်သူမှမလုပ်ဘူးငါလည်းမဟုတ်ဘူးဘယ်သူကအိုခြင်းမလဲငါလူနဲ့ငါလုပ်ပဲဆိုမအိုခြင်းမနာခြင်းဘူးကောင်းစပိန်မဖြူခြင်းတွားမကြိုးခြင်းခါမကိုင်းခြင်းဘူးနားမထိုင်းခြင်းဘူးအကြောတွေမတက်ခြင်းဘူးယောဂတွေမရခြင်းဘူးကိုမဖြစ်ချင်တာတွေတားဆီးလို့မရတယ်လို့ကာကွယ်လို့မရတယ်လို့ကိုဖြစ်ချင်တာတွေကိုဖြစ်လို့မရတာအဲ့ဒါတန်ဝေကပဲအဲ့ဒီပေါ်မှာဟိုရှင်းရှင်းလင်းလင်းဟိုအရက်စကားနဲ့ပြောမယ်ဆိုပြူးနေအောင်နာကြည့်အဲ့ဒါတန်ဝေကရလာလိမ့်ဘလို့ဖြစ်လဲဆိုတော့ဦးဇင်းလည်းတရားဟောပေါင်းများပြီကိုကတအားသိစေချင်တာတအားဟောတာဟောပြီဆိုနောက်ကဘာမှမသိတော့အဲ့လိုဟောပြီနဲ့လူတွေကဘလို့ဖြစ်ဆိုကျွဲပါဆောင်တီးဖြစ်